ဇလန်အစမှာတော့ဂျောင်စောလို့ခေါ်တဲ့စစ်သားတယောက်ကသူ့အမမိသားစုအတွက်အရန်စိုးရိမ်နေပြီးတော့သူတို့နဲ့အတူတူမြို့ထဲကနေကားနဲ့ထွက်ပြေးဖို့လုပ်နေတာပေါ့အဲ့ဒီအချိန်မှာလမ်းမှာလူတယောက်ကကားကိုပိတ်ရက်ပြီးတော့သူ့မိသားစုကိုပါကားပေါ်ခေါ်သွားပေးဖို့ငိုယိုတောင်းပန်ပါတယ်ဒါပေမဲ့အဲ့ဒီလူရဲ့လေဘေးမှာဘိုင်းရက်ကူးဆက်ခံရတဲ့အကိုက်ခံရတဲ့အမှတ်သားကြီးရှိနေတာကိုဂျောင်စောကမြင်သွားတော့ကားပေါ်မတင်မဲညင်းလိုက်ပါတယ်အဲ့ဒီလူရဲ့မိန်းမကလည်းခလေးလေးတယောက်ရှိသေးလို့ကဲပါအောင်ဆိုပြီးတော့လာတောင်းပန်ပေမဲ့ဂျောင်စောအတွက်ကတော့မိသားစုကိုကာကွယ်ဖို့ကအဓိကမို့လို့ရရဆက်ဆက်ပဲကားမောင်းထွက်ခဲ့လိုက်ပါတော့တယ်။နောက်တော့သတင်းတွေအရကိုရီးယားတနိုင်ငံလုံးဇွန်ဘီဗိုင်းရပ်ပြန့်နှံ့သွားပြီဆိုတာကိုသိလိုက်ရပေမဲ့ဘယ်ကစပြန်လဲဆိုတာကိုဘယ်သူမှမသိကြပါဘူး။ပြည်သူတွေကလည်းနိုင်ငံတွေကနေနီးလက်မျိုးစုံနဲ့ထွက်ပြေးဖို့ကြိုးစားကြတာပေါ့။ဂျောင်စောကစစ်သားဖြစ်လို့သူ့အမမိသားစုကိုဂျပန်ကိုသွားမဲ့ဒုက္ခသည်တင်မောပေါ်ကိုတင်ပေးနိုင်ခဲ့တယ်။တင်မောကပင်လယ်အလယ်ရောက်တော့ဂျောင်စောကသူ့အမနဲ့တူလေးကိုဘေးကင်းတဲ့အခန်းထဲမှာထားခဲ့ပြီးတော့အပြင်ထွက်လာတယ်။အဲ့ဒီအချိန်မှာပဲတခြားစစ်သားတယောက်ကဒီတင်မောကဂျပန်ကိုမသွားဘဲနဲ့ဟောင်ကောင်ကိုဥတီသွားနေတာလို့လာပြောလို့ဘာဖြစ်နေလဲသွားကြည့်တဲ့အချိန်မှာအခန်းထဲမှာဂျောင်စောရဲ့တူလေးကကစားနေတော့ယောဂပိုးရှိတဲ့လူတယောက်ကဇွန်ဘီစဖြစ်လာတာကိုဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။ဂျောင်စောရဲ့ရောက်ဖဖြစ်သူချောမင်ကအစားအသောက်သွားဝယ်နေတော့လူတွေအော်ဟစ်တန်ကိုကြားလိုက်ရတယ်။ဂျောင်စောလည်းစူညံတန်တွေကြားလို့အမရှိတဲ့အခန်းကိုအပြေးလွှားပြန်လာခဲ့တယ်။လမ်းမှာဇွန်ဘီတစ်ကောင်ကဝင်တိုက်ပေမဲ့တက်ပစ်ပြီးတော့အခန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့အခြေအနေတွေအားလုံးကနောက်ကျသွားပါပြီ။အခန်းထဲကလူတွေအကုန်လုံးဇွန်ဘီဖြစ်နေကြပါပြီ။သူ့အမကတော့လုံးဝဇွန်ဘီမဖြစ်သေးပေမဲ့တူလေးကတော့အကိုက်ခံရပြီးတော့ဇွန်ဘီဖြစ်နေပါပြီ။အမဖြစ်သူကငိုယိုပြီးတော့တားဖြစ်သူကိုဖတ်ထားတော့ဂျောင်စောကဆွဲခေါ်ပေမဲ့လုံးဝမလိုက်ပါဘူး။အဲ့ဒီအချိန်မှာရောက်ဖဖြစ်သူချောမင်ရောက်လာပေမဲ့မတက်နိုင်တော့လို့ဂျောင်စောကတကားကိုပိတ်လိုက်ရတော့တယ်။အခန်းထဲမှာဇွန်ဘီတွေကအမနဲ့တူလေးကိုဝိုင်းအောင်ကိုက်ခဲ့ကြပြီးတော့ဂျောင်စောတို့ရောက်ဖနှစ်ယောက်မှာတော့ရင်ကျိုးမတက်ခံစားရုံကလွဲပြီးတော့ဘာမှမတက်နိုင်ခဲ့ပါဘူး။၄နှစ်ကြာပြီးရဲ့နောက်မှာဂျောင်စောနဲ့ချောမင်တို့ဟာဟောင်ကောင်ကိုရောက်ပြီးတော့ဒုက္ခသည်ဘဝနဲ့နေကြရတယ်။တနေ့မှာတော့ဂျောင်စောအိပ်ပျော်နေတော့လူမိုက်တစုကလာတိုက်ခိုက်ပြီးတော့သူတို့ဆရာကတွေ့ကျင်လို့ဆိုပြီးတော့ဖမ်းခေါ်သွားကြတယ်။ချောမင်ကလည်းကုန်းလောင်ယုံလိုနေရာတစ်ခုကိုဖမ်းခေါ်ရပြီးတော့အဲ့ဒီမှာဟောင်ကောင်ခိုင်းစတာကြီးကစောင့်နေတာပါ။အဲ့ဒီဆရာကြီးကကိုရီးယားကျွန်းဆွယ်အကြောင်းရှင်းပြတယ်။ပြီးတော့အဲ့ဒီကျွန်းဆွယ်ထဲမှာဒေါ်လာ30ပါတဲ့ထရက်ကားတစ်စီးရှိနေတယ်။အဲ့ဒါကိုသွားရှာပြီးတော့ဘေကင်းကင်းပြန်တယ်လာနိုင်လို့ရှိရင်တဝက်ဒေါ်လာ10သန်းပေးမယ်လို့ကမ်းလှမ်းတယ်။ဂျောင်စောကဇွန်ဘီတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုမေးတော့ဆရာကြီးကဇွန်ဘီတွေကညဘက်ဆိုရင်မျက်စိသိမ့်မမြင်ရဘူး။အဲ့ဒါကြောင့်ညဘက်အလုပ်လုပ်ရင်အဆင်ပြေတယ်။မစ်ရှင်အောင်မြင်လို့ရှိရင်ငါလူတွေကမင်းတို့ကိုကမ်းခြေကနေလာကြိုပေးမယ်လို့ပြောတယ်။ချောမင်ကပတ်စံလိုချင်လို့ဂျောင်စောကိုနားချပြီးတော့နောက်ဆုံးသူတို့တွေကတခြားကိုရီးယားလူမျိုး2ယောက်ကိုခေါ်ပြီးတော့တင်မောနဲ့အတူတူကျွန်းဆွယ်ကြီးကိုပြန်ပြီးတော့ဥတီခဲ့ကြပါတယ်။မထွက်ခွာခင်စစ်လစ်ဖုံးတွေပေးလိုက်ပြီးတော့ကားတွေ့တာနဲ့ချက်ချင်းဆက်သွယ်ဖို့ပြီးလို့ရှိရင်ကမ်းခြေကိုပြန်လာဖို့မှာလိုက်တယ်။သူတို့တွေဟာလှငယ်လေးနဲ့ကျွန်းဆွယ်ပေါ်ကိုခြေချမိလိုက်တဲ့အချိန်မှာတော့တမျိုးလုံးဟာပျက်စီးယိုယွင်းနေတာကိုမြင်လိုက်ရတယ်။သူတို့တွေကလမ်းမှာကားတစ်စီးကိုအတင်းပြေမောင်းပြီးတော့ပတ်စံထရက်ကားကိုလိုက်ရှာကြတာပေါ့။လမ်းမှာထရက်ကားတစ်စီးတွေ့မိမဲ့လိုင်စင်နံပါတ်ကမတူပါဘူး။အဲ့ဒီအချိန်မှာဂျောင်စောကတရားပေါ်မှာဇွန်ဘီတွေအုပ်လိုက်ကြီးရှိနေတာကိုတွေ့ပြီးတော့လမ်းဖြန့်ကားပေါ်ကိုပြန်တက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ရှာနေတဲ့ပတ်စံထရက်ကားအစစ်မှန်ကိုရှာတွေ့သွားတယ်။ဒါပေမဲ့ကောင်းမောင်းသူနေရာမှာဇွန်ဘီကြီးရှိနေတာပါ။အဲ့ဒီဇွန်ဘီကိုတက်ဖို့ကြိုးစားရင်းနဲ့ချောမင်ဟာပြရခတ်ပြီးတော့ကားဟုံးကိုအချိန်ပြင်းပြင်းဖိလိုက်မိရာကနေဟွန်းတန်ကြီးကတမျိုးလုံးကိုဟိန်းသွားပြီးတော့ဘေးနာကဇွန်ဘီတွေအားလုံးအုပ်လိုက်ကြီးပြေးလာကြတော့တယ်။တနက်တန်တွေကြောင့်ဇွန်ဘီတွေပိုတိုးလာပေမဲ့သူတို့၄ယောက်လုံးအသက်လူပြီးတော့ထရက်ကားကိုမောင်းထွက်နိုင်ခဲ့တယ်။ဒါပေမဲ့ဝမ်းသာလို့မှမဆုံးသေးပါဘူး။ဘဲကမှမသိတဲ့မိကြီးတစ်ခုကောင်းကင်ဘော်ကိုတက်လာခဲ့တယ်။ဇွန်ဘီတွေကအတန်နေမကဘူးအလင်းရောင်လည်းမတ်တာမို့လို့ကားစီဝိုင်းအောင်လာကြပြန်တယ်။ကားမှောက်ပြီးတော့ဂျောင်စောကကားပြင်ဘက်ကိုလွတ်ထွက်သွားပြီးတော့ကျန်လူတွေကလည်းအတိုက်ခံရတယ်။ချောမင်တယောက်ပဲထရက်ကားရဲ့ပုံနေလို့မြောက်သွားတယ်။ဂျောင်စောကတနက်ကြီးကုံလို့ဇွန်ဘီတွေဝိုင်းကြိုက်တော့မဲ့အရေးကြီးတဲ့အချိန်မှာပဲကားတစ်စီးကရောက်လာပြီးတော့ကောင်မလေးတယောက်ကကားပေါ်အမြန်တက်ဖို့အော်ပြောလိုက်တော့ဂျောင်စောကလွတ်မြောက်သွားခဲ့တယ်။အဲ့ဒီကားမောင်းနဲ့ကောင်မလေးချုံအေးကကားကိုမမတ်ရင်ရောင်မောင်းပြီးတော့ဇွန်ဘီတွေကိုတိုက်ခိုက်မောင်းနေနိုင်စွမ်းရှိတာကိုကြည်ချင်းအဖြစ်ဒီနေရာမှာကြာနေလာခဲ့တဲ့ဝါရင်စရိုက်ဗယ်သမားဆိုတာကိုသိတာတယ်။လမ်းမှာချောင်းစောကောင်းထိပြီးတော့မိလဲသွားတယ်တကယ်တော့အဲ့ဒီမိကြီးလမ်းပစ်တာကတပ်ဖွဲ့631ဆိုတဲ့စစ်သားဟောင်းလူမိုက်ကိုင်းကြီးပါပဲအဲ့ဒီအဖွဲ့ကဟွမ်ဆိုတဲ့လူကထရက်ကားကိုသိမ်းပိုက်ပြီးတော့ချောမင်နဲ့ပါလာတဲ့လူကိုတပ်ပစ်လိုက်တယ်ဒါပေမဲ့ကားထဲမှာပတ်စံရှိနေမှမသိဘဲနဲ့စားစရာရှာဖို့ပဲဘေးစခန်းကိုမောင်းသွားတယ်ချောမင်ကိုတော့ဖမ်းပြီးတော့ဇွန်ဘီတွေနဲ့အသက်လူကစားရမယ်ကွင်းထဲကိုပို့လိုက်တယ်နောက်မှဗိုလ်ကြီးဆိုကကားထဲမှာပတ်စံတွေအများကြီးရှိမှန်းသိသွားခဲ့တယ်တစ်ဖက်မှာတော့ချောင်းစောကိုကယ်လာတဲ့ကောင်မလေး2ယောက်
ရဲ့အိမ်ကိုရောက်သွားတယ်။အဲ့ဒီမှာစစ်သားဟောင်းကင်အဖိုးကြီးကသူ့တငယ်ချင်းချင်းလာခဲ့လိမ့်မယ်လို့အမြဲပြောနေတတ်တယ်။ခဏနေတော့အိမ်ကအမေဖြစ်သူမင်းချောင်းရောက်လာတဲ့အခါချောင်စောကတကူလုံးဆွတ်သွားတယ်။ဘာလို့လဲဆိုတော့ဇလန်းအစမှာကားပိတ်ရက်ပြီးတော့ခလေးလေးကိုကဲပါအောင်တောင်းပန်ခဲ့တဲ့အမျိုးသမီးဖြစ်နေလို့ပါပဲ။မင်းချောင်းကချောင်စောကိုမင်းမြရာကနေချောင်စောကထရက်ကအကြောင်းအဲ့ဒီကားထဲမှာအပြင်လောကကိုဆက်သွယ်နိုင်မဲ့ဆက်လီဖုန်းရှိနေကြောင်းပြောလိုက်တော့အားလုံးကဒီကျွန်းဆွယ်ကနေထွက်ပြေးဖို့အခွင့်အရေးရသွားပြီဆိုတာကိုသိလိုက်ရတယ်။စခန်းထဲမှာတော့ချောမင်ဟာ Game 61ဆိုတဲ့တေတွင်းထဲမှာတခြားတုံပန်းတွေနဲ့အတူတူဇွန်ဘီတွေရန်ကနေအသက်လူပြေးလွှားနေရပြီးတော့ငိုကြွေးနေရရှာတယ်။ချောင်စောနဲ့မင်းချောင်းတို့အဖွဲ့ဟာထရက်ကားကိုပြန်လူဖို့စီစဉ်ကြတယ်။မင်းချောင်းကချောင်စောကိုအတိတ်အကြောင်းရှင်းပြပြီးတော့နင်ကငါတို့ကိုတစ်ခါပြစ်ပယ်ခဲ့ပြီးဒီတစ်ခါတော့ငါတို့ရဲ့ကလေးတွေကိုကဲထုတ်ပေးပါဆိုပြီးတော့တောင်းဆိုတယ်။ညဘက်မှာစခန်းကိုတိတ်တိတ်ဆိတ်ဝင်စီးတဲ့အချိန်ဘိုးကြီးဆိုနဲ့ဟွမ်တို့ကြားမှာလည်းပတ်စံကြောင်ပြဿနာတွေတက်နေကြတယ်။ချောင်စောကချောမင်အသက်ရှင်နေမှန်းသိရလို့သွားခဲ့တဲ့အချိန်မှာပဲတပ်ဖွဲ့631ကစစ်သားတွေကဝိုင်းလာတယ်။ချောမင်ကချောင်စောကိုကာကွယ်နေရင်းနဲ့ရင်ဘက်ကိုတနက်မှန်ပြီးတော့တေဆုံးသွားခဲ့တယ်။ချောင်စောလည်းဒေါသတကြီးနဲ့ပြန်တိုက်ခဲ့တယ်။မင်းချောင်းကထရက်ကားကိုစီးပြီးတော့ခလေးတွေကိုခေါ်ကာကန်းကြေစီကိုဥတီမောင်းပြေးတယ်။တပ်ဖွဲ့631ကလည်းဇူမီတွေကြားထဲကနေကားတွေနဲ့လိုက်လံတိုက်ခိုက်ကြပြီးတော့မြို့ပြကြီးထဲမှာကားမောင်းပြန်ဝဲကြီးဖြစ်သွားတာပေါ့။ချောင်စောရဲ့အကွက်မြင်မှုကြောင့်ဟွမ်မောင်းတဲ့ကားဇွန်ဘီတွေဝိုင်းအောင်ပြီးတော့ပျက်စီးသွားခဲ့တယ်။သူတို့ကန်းကြေကိုရောက်လာတဲ့အချိန်မှာဟောင်ကောင်ကတင်မော်ကြီးရောက်လာပေမဲ့ဘိုးကြီးဆိုကတနက်နဲ့ချင်းချောက်ပြီးတော့ကားကိုလူမောင်းသွားတယ်။ဒါပေမဲ့တင်မောဘော်ကိုရောက်တော့တင်မောဘော်ကလူတွေကဘိုးကြီးဆိုကိုတနက်နဲ့ပြစ်တက်လိုက်ကြတယ်။ဘိုးကြီးဆိုကမသေးခင်ကားကိုဂီယာနောက်ပြန်ဆုတ်ထားခဲ့လို့ကားနောက်တကားပွင့်ပြီးတော့ဇွန်ဘီတွေတင်မောဘော်ရောက်ကုန်ကဟောင်ကောင်လူမိုက်တွေအကုန်ကူးဆက်ခံရပြီးတော့တည်ကုန်ကြတယ်။တကယ်တော့အဲ့ဒီလူမိုက်တွေကလည်းပတ်စံရရင်ချောင်စောတို့ကိုတပ်ပစ်ဖို့ကြံစီထားတာမို့လို့ဘေးကားကြည့်နေတဲ့ချောင်စောကအခြေအနေကိုသဘောပေါက်သွားခဲ့ပါတယ်။ကင်အဖိုးကြီးကလည်းတနက်မှန်လို့တည်ဆုံးသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲကောင်းငင်ကနေစစ်တပ်ရဟတ်တစီရောက်လာခဲ့တဲ့ကင်အဖိုးကြီးအမြဲပြောနေတဲ့ဂျိမ်းဆိုတာကတကယ်ရှိပြီးတော့ကုလသမဂ္ဂရဲ့အကယ်စရေးအဖွဲ့အစည်းဖြစ်နေတာပါပဲ။မင်းချောင်ကဒဏ်ရာရထားလို့ချောင်စောကိုခလေးတွေခေါ်ပြီးတော့ရဟတ်ရင်စီအရင်ပြေးဖို့ပြောပြီးတော့သူကတော့ကားဟွန်းတီးပြီးတော့ဇွန်ဘီတွေကိုဆဲဆောင်ကအနစ်နာခံဖို့လုပ်တယ်။ဒါပေမဲ့ချောင်စောကဒီတစ်ခါတော့ဘသူ့ကိုမှအဆုံးရှုံးမခံနိုင်တော့ဘူးဆိုပြီးတော့အသက်ဆုံးပြီးတော့မင်းချောင်ကိုသွားခဲ့လို့နောက်ဆုံးမှာတော့မင်းချောင်ချောင်စောနဲ့ကောင်မလေး2ယောက်စလုံးဘေကင်းကင်းနဲ့ရဟတ်ရင်ပေါ်ကိုရောက်ရှိပြီးတော့ကိုရီးယားကျွန်းဆွယ်ငရဲကန်းကနေကောင်းကင်ရန်ထက်စီတို့လွတ်မြောက်သွားနိုင်ခဲ့ကြပါတော့တယ်။ Thanks for watching CapCap by Lina. If you enjoyed the video, please like and comment below. And don't forget to subscribe and hit the bell icon for more updates.